ဒီပွဲကတော့ Old Trafford ကွင်းကြီးထဲမှာကစားခဲ့တဲ့ Man U Manchester United ရဲ့ဂန္ဓဝင်ဆန်တဲ့နိုင်ပွဲတစ်ပုဒ်ပါပဲ။ Premier League ဖလားကို10ကြိမ်မြောက်ရယူဖို့အားခဲထားတဲ့ Man U တို့ Aston Villa ကိုဘယ်လိုမျိုးအပိုင်းပိုင်းစားချေမှုန်းသွားတယ်လဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ပွဲစကတည်းက Ronaldo, Rooney နဲ့ Tevez တို့ရဲ့တိုက်စစ်က Villa နောက်တန်းကိုအလုပ်ပေးနေခဲ့တာပါ။ပွဲချိန်18မိနစ်မှာတော့ပရိသတ်တွေအံ့ဩမြင်သက်သွားစေမဲ့ဂိုးကို Cristiano Ronaldo ကသွင်းယူပေးလိုက်ပါတယ်။ထောင်ကန်ဘောကနေကျလာတဲ့ဘောလုံးကို Ronaldo ကသူ့ရဲ့လျှက်စစ်လိုမြန်တဲ့ခြေလမ်းတွေနဲ့အတူ backheel ဖနှောက်နဲ့နောက်ပြန်လှည့်ကန်သွင်းသွားတာပါ။ဒါဟာသူ့ရဲ့ရာသီ35ဂိုးမြောက်လည်းဖြစ်ပါတယ်။ဒီဂိုးရဲ့အလှပဆုံးအချက်ကတုံ့ပြန်မှုပါပဲ။ထောင်ကန်ဘောကနေဗီလာနောက်ခံလူတွေကြားတဲ့ဘောလုံးကျလာတဲ့အချိန်မှာ Ronaldo ကဂိုးဘက်ကိုကြောပေးထားတာပါ။တာမန်ကစားသမားဆိုရင်ဘောလုံးကိုထိမ့်မယ်။ဒါမှမဟုတ်တယောက်ယောက်စီပြန်ချပေးဖို့ကြိုးစားမှာပါ။ဒါပေမဲ့ Ronaldo ကတော့စက္ကန့်ပိုင်းအတွင်းမှာပဲဖနှောက်နဲ့လှည့်ကန်မှုဆုံးဖြတ်ခဲ့တာဟာသူ့ရဲ့ပါရမီကဘယ်လောက်အထိမြင့်မားလဲဆိုတာပြသနေပါတယ်။ဖနှောက်နဲ့ကန်နာကကြည့်ရတာလွယ်သူရှိပေမဲ့တကယ်တမ်းမှာအလွန်ခက်ခဲပါတယ်။ဘောလုံးရဲ့အရှိန်ကိုတွက်ချက်ရပါတယ်။နောက်ခံလူတွေရဲ့ခြေထောက်ကြားကနေဂိုးထဲဝင်သွားအောင်လမ်းကြောင်းကိုမှန်အောင်ချိန်ရပါတယ်။အဲ့ဒီဂိုးမှာဘောလုံးကဗီလာနောက်ခံလူလမ်ဘတ်ရဲ့ခြေထောက်ကြားကနေဖြတ်သွားတာဖြစ်လို့ပိုပြီးတော့တောင်ဂန္ဓဝင်ဆန်သွားပါတယ်။ဒီလိုဂိုးမျိုးကယုံကြည်မှုအထွတ်ထိပ်ရောက်နေတဲ့ကစားသမားမျိုးပဲကန်ရဲတာပါ။အဲ့ဒီအချိန်က Ronaldo ဟာဘာလို့အောင်မြင်နေတဲ့အချိန်ဖြစ်ပြီးသူ့ကိုယ်သူကမ္ဘာအကောင်းဆုံးလို့ယုံကြည်နေတာကိုဒီဂိုးကသက်သေပြနေပါတယ်။ Man U ရဲ့တိုက်စစ်ကရက်မသွားပါဘူး။စခိုးကွင်းလယ်ကနေဖန်တီးပေးလိုက်တဲ့ဘောလုံးကို Ronaldo ကဖြတ်တင်ပေးလိုက်ပြီး Carlos Tevez ကအပိုင်ကောင်းတိုက်သွင်းယူခဲ့ပါတယ်။ဒါဟာ Tevez အတွက်9ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးနေမှုကိုအဆုံးသတ်လိုက်တဲ့အဖိုးတန်ဂိုးလည်းဖြစ်ပါတယ်။ Man U တို့2ဂိုး Aston Villa ဂိုးမရှိနဲ့ဦးဆောင်သွားပါပြီ။ဒုတိယပိုင်းမှာတော့ Wayne Rooney ရဲ့အလှည့်ပါ Ronaldo ရဲ့ဖန်တီးမှုကနေ Rooney ကဗီလာဂိုးသမားကာဆန်ကိုကြော်ဖြတ်ပြီးတတိယဂိုးသွင်းယူခဲ့ပါတယ်။အဲ့ဒီနောက်မှာလည်း Man U ရဲ့လူမဆန်တဲ့ကစားကွက်တွေကြားမှာဗီလာတို့လုံးဝကိုဦးကြောင်ဖြစ်နေခဲ့ရပါတယ်။ဒီဂိုးကတော့ Ronaldo နဲ့ Rooney ဆိုတဲ့အတွဲအဖက်ဟာဘာကြောင့်ကမ္ဘာအကြောက်ရဆုံးဖြစ်ခဲ့တယ်လဲဆိုတာကိုသက်သေပြလိုက်တဲ့ပြကွက်တစ်ခုပါပဲ။ဒီနေရာမှာ Ronaldo ရဲ့ဖန်တီးမှုကတကယ့်ကိုအဆင့်မြင့်ပါတယ်။သူကဘောလုံးကိုရယူပြီးတာနဲ့ခေါင်းမောကြည့်စရာတော့မလိုပဲ Rooney ဘယ်နေရာမှာရှိနေမလဲဆိုတာကိုသိနေတယ်လို့ပါပဲ။ Rooney ကလည်း Ronaldo ဘယ်အချိန်မှာဘောလုံးပေးတော့မလဲဆိုတာကိုကြိုသိပြီးအချိန်ကိုက်ပြေးဝင်သွားတာကတကယ့်ကို perfect timing ပါပဲ။ဂိုးသမား Scott Carson ရှေ့ကိုထွက်လာတဲ့အချိန်မှာ Rooney ကစိတ်လှုပ်ရှားမသွားပဲပပလေးကြော်ဖြတ်သွားတာကသူ့ရဲ့ဝါရင်တိုက်စစ်မှုပြီးသားတဲ့အရေးချင်းပါ။ဂိုးသမားကိုကြော်ဖြတ်ပြီးမှဂိုးထဲကိုအေးအေးဆေးဆေးကန်သွင်းလိုက်တဲ့ပုံစံက Rooney ရဲ့ကိုယုံကြည်မှုကိုအပြည့်အဝပြသနေပါတယ်။ပွဲပြီးခါနီးမှာတော့ Rooney ကပဲသူ့ရဲ့ဒုတိယမြောက်ဂိုးနဲ့ Man U အတွက်စတုတ္ထမြောက်ဂိုးကိုသွင်းယူပေးလိုက်ပါတယ်။ Ronaldo, Rooney, Tevez တို့ရဲ့အတွဲဖက်ကဗီလာနောက်တန်းကိုအယိုးတခြားအသားတခြားဖြစ်အောင်ဖြိုခွဲပစ်လိုက်တာပါ။ပွဲအပြီးမှာတော့ Man U 4ဂိုး Aston Villa ဂိုးမရှိဆိုတဲ့ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ Ronaldo ကတဂိုးသွင်းပြီး3ဂိုးဖန်တီးပေးခဲ့တဲ့ပွဲရဲ့အကောင်းဆုံးမင်းသားပါ။ Rooney က2ဂိုးသွင်းယူကအကောင်းဆုံးပုံစံကိုပြသခဲ့ပါတယ်။ Tevez ကပါတဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ Man U တို့ဟာဒီနိုင်ပွဲကြောင့်လိပွဲစဉ်6ပွဲဆက်တိုက်အနိုင်ရခဲ့တယ်လို့ဂိုးမပေးရတဲ့ပွဲ clean sheet 20ကြိမ်မြောက်ကိုလည်းပိုင်ဆိုင်သွားခဲ့ပါတယ်။ဒါကတော့ဘောလုံးပရိသတ်တိုင်းအတွက်အမြဲတမ်းညှင်းလို့မကုန်နိုင်တဲ့ Man U ရဲ့အမွှာညီနောင်အကြောင်းပဲဖြစ်ပါတယ်။ Cristiano Ronaldo နဲ့ Wayne Rooney ဟာတယောက်နဲ့တယောက်မတူညီတဲ့ထူးခြားချက်တွေရှိကြပါတယ်။ Ronaldo ကတော့အမြဲတမ်းတိုးတက်အောင်ကြိုးစားနေတဲ့စက်ရုပ်တရုပ်လိုပါပဲ။အစပိုင်းမှာတောင်ပန်ကစားသမားအဖြစ်ကစားခဲ့ပေမဲ့နောက်ပိုင်းမှာဂိုးသွင်းဆက်ကြီးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အားသာချက်ကတော့မြန်နှုန်းလေဘော်ကဘောလုံးရှင်လူမှုနဲ့ဘယ်ညာခြေစုံကန်နိုင်စွမ်းပဲဖြစ်ပါတယ်။ Rooney ကတော့တဘာဝကပေးထားတဲ့ပါရမီရှင်ပါ။သူကကွင်းထဲမှာတိုက်ပွဲဝင်တဲ့စစ်တီတော်တယောက်လိုပဲဂိုးသွင်းဖို့တင်မကပဲအသင်းအတွက်နောက်တန်းအထိဆင်းကူတာကွင်းလယ်ကနေဘောလုံးဖြတ်နာတွေကိုပါလုံနိုင်တဲ့ all-rounder တယောက်ပါ။အသင်းအတွက်အနစ်နာခံမှုဒီနေရာမှာတော့ Rooney ကတာပါတယ်လို့ပြောရပါလိမ့်မယ်။ Rooney ဟာ Ronaldo ဂိုးတွေအများကြီးသွင်းနိုင်ဖို့အတွက်သူ့ရဲ့နေရာကိုဖယ်ပေးခဲ့ရတာတွေအများကြီးရှိပါတယ်။ Ronaldo ဟာတကူကောင်းဆန်တဲ့နေရာမှာနာမည်ကြီးပေမဲ့ Rooney ကတော့အသင်းနိုင်ဖို့အတွက်ဆိုရင်ဘယ်နေရာမှာမဆိုကစားပေးဖို့အသင့်ရှိနေတဲ့သူပါ။ Cristiano Ronaldo, Wayne Rooney ဂိုးအရေအတွက်ကမ္ဘာ့ဂိုးသွင်းအများဆုံး9ရကျော် Man U သမိုင်းတစ်လျှောက်ဂိုးအများဆုံး253ဂိုးပါ။အားသာချက်ဂိုးသွင်းစွမ်းရည်ကြံ့ခိုင်မှုဖန်တီးမှုအသင်းလိုက်ကစားပုံရုန်းကန်အားဘသူကပိုတော့တယ်လဲတဦးချင်းအရေးချင်းအရဆိုရင်တော့ Ronaldo ဟာကမ္ဘာအကောင်းဆုံးကစားသမားစာရင်းမှာပါဝင်ပြီး Rooney ထက်ပိုမိုအောင်မြင်တဲ့ကစားသမားဘဝကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့အသင်းလိုက်ကစားပုံနဲ့အသင်းအပေါ်တစ္ဆာရှိမှုကိုကြည့်မယ်ဆိုရင် Man U ပရိသတ်တွေရဲ့နှလုံးသားထဲမှာ Rooney ကပိုပြီးနေရာယူထားတတ်ပါတယ်။သူတို့နှစ်ယောက်တွဲကစားခဲ့တဲ့2004ကနေ2009ခုနှစ်အတွင်းမှာ Man U အသင်းဟာဥရောပရဲ့အကြောက်ရဆုံးအသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။တယောက်က power တယောက်က grace နဲ့ပေါင်းစပ်လိုက်တဲ့အခါဘယ်နောက်တန်းမှမတားဆီးနိုင်ခဲ့ပါဘူး။တင်ကောဘသူကိုပိုနှစ်သက်တယ်လဲဗျ။ Ronaldo ရဲ့ဂိုးသွင်းဆက်လို့စွမ်းဆောင်ရည်လားဒါမှမဟုတ် Rooney ရဲ့အသင်းအတွက်အစွမ်းကုန်ရုန်းကန်ပေးတတ်တဲ့စိတ်ဓာတ်လားဟုတ်ကဲ့ကျွန်တော်ရဲမှန်အောင်ပါခင်ဗျအားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ် Channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးနော်